Hello, hello မင်္ဂလာပါနော်ကဲဒီကောင်ကကျွန်တော်ဒါအိုးဝေးဟိုရမှုစင်တာနော်ကျွန်တော်အရှိမလဲရင်ကစင်ခဲ့ပေးဘူးလေအများကြီးပဲနော်အခုဒီမှာအခုဒါဘာဆိုဒါနောက်ဆုံးပေါ့နော်ဒီကြတဲ့တိုင်ကွန်းနဲ့ကောင်နောက်ဆုံးပေါ့ကိုစင်မိမယ်နောက်ဆုံးပေါ့ဒါစင်ထားတာပေါ့စင်ထားတာပြပြီလားနော်ဒီကောင်အခုဒီမှာတော့ဖွင့်မယ်ဟုတ်ပြီနော်တော့ဖွင့်မယ်အခုဒီမှာစတက်โอเคနော်ဟုတ်ပြီနော်ဆက်နိုးပြီဒီမှာကဲဟုတ်ပြီဒီကနေပဲပြန်ပိတ်မယ်လို့ဆက်နိုးနေနော်ဒီကနေပဲအခုတော့ပိတ်တဲ့ဟာကိုနှိပ်မယ်โอเคဟုတ်ပြီနော်ဒါအလန်းထပ်ထည့်လိုက်ပြီအလန်းထပ်ထည့်လိုက်ပြီအလန်းထပ်ထည့်လိုက်ဒီမှာနည်းနည်းပုတ်ပေးလိုက်ဒီအောက်ကန်လိုက်နည်းနည်းကန်လိုက်တစ်ချက်မြည်မယ်ဒါဆိုရင်အခုဒါတစ်ချက်မြည်တယ်နောက်ချက်တက်ကန်မယ်ဆိုရင်ဒီမှာတစ်တိုင်းမြည်နော်စတိုင်းပြီကိုကဒီမှာအဝေးကနေထိန်ချုပ်ခြင်းနဲ့ဆိုရင်ဒီမှာအခုတော့ဖွင့်တာလေးကိုပြန်နှိပ်ပြီလားပြီးပါပြီတော့နော်တော့နဲ့ဟိုအဝေးကနေထိန်ချုပ်ရတယ်အခုဒီမှာတော့ပိတ်တာလဲဒီကောင်အာသာချက်ကကျွန်တော်ဆင်ထားပြီတော့ပိတ်တာလဲဆက်နှိုးရတယ်လက်မှုနဲ့ဒီလက်မှုနဲ့ကိုအဝေးကနေတော့ထားဆက်နှိုးရပါဘောနော်အခုဒီမှာတော့ပိတ်လိုက်မယ်အခုတော့နဲ့လည်းရတယ်နော်ဒီမှာတော့စတက်ဒါတွေလည်းရတယ်အကုန်ရတယ်အခုဒါနဲ့လည်းပြန်နှိုးလို့ရတယ်နော်ဒီဟာနဲ့နှိုးရတယ်ဒါနဲ့နှိုးရတယ်ဒါနဲ့ပြန်ပိတ်လို့ရတယ်โอเคအခုဒီမှာဒါတော့ပိတ်တာပြီကျွန်တော်တို့အဝေးကနေနော်တော့ပိတ်တာပြီးတော့ကျွန်တော်တို့ဒီမှာပြင်ကနေပဲထားချက်နှိုးလို့ရပါကွာအခုဒီမှာတော့ဖွင့်မယ်ဟုတ်ပြီနော်တော့ဖွင့်လိုက်တော့ဖွင့်ပြီးဒီမှာစတက်နှိပ်မယ်โอเคဒါဟုတ်လားဒီကပဲဆက်နှိုးလိုက်တယ်ဒီကောင်နော်တက်ကျင်တော့လာရောက်တက်လို့ရတယ်နော်โอเคဟာပြီနော်ပိတ်ကျင်လဲဒီကပဲကိုပြန်ပိတ်ရတယ်ကိုအဝေးကနေထိန်းချုပ်ရပါပြီပေါ့ဗျာအဝေးကနေကိုကြိုက်သလိုထိန်းချုပ်ရတယ်ကောအခုပိတ်မယ်နော်ဆက်တည်ပြီဒါဆိုအလန်းထည့်လိုက်ပြီအလန်းထည့်လိုက်ပြီသူကောက်တယောက်ထိတာဟုတ်ပါဆိုရင်အတန်မြည်ပြီနော်သူကတယောက်ထိရင်အတန်မြည်မယ်နောက်ချက်တက်ထိမယ်ဆိုတာနဲ့ဝင်းယုံစတိုက်ပဲနော်ကိုလမှုကမပိတ်မချင်းသူထိုင်အော်နေမှာနော်ကိုလမှုကပိတ်ပြီလားโอเคဒါဆိုရပြီနော်ဒါလက်ရှိဒါကျွန်တော်တို့ချင်းနေဘက်ပေါ့နော်ချင်းနေဘက်ပါသူတက်သွားတော့ပေါ့โอเคဒါဆိုနော်ကဲအားလုံးကစင်ကျင်တော့လာရောက်တက်ဆင်လို့ရပါတယ်တော့ဆိုင်တော့မူမီနဲ့တထုံမျိုးအကြောင်းကုန်းသရနာမှာဖြစ်ပါနော်ဖုန်းနံပါတ်လိပ်စာတော့မှကျွန်တော်တင်ထားပေးပါမယ်နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျ